Hello အားလုံးပဲမင်္ဂလာပါတက်မွန်မမ်မိုဒီကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုကတော့ BNN နိုင်ငံအလဲပိုင်းဟွေးမြို့မှာတည်ရှိတဲ့ရှေးဟောင်းအေဂရစ်နန်းတော်ကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီနန်းတော်ဟောင်းနေရာဟာ BNN နိုင်ငံအလဲပိုင်းကသမိုင်းတွေပြည့်နှက်နေတဲ့ဟွေးမြို့ရဲ့ပွမ်မြင့်မြောက်ဘက်ကမ်းမှာတည်ရှိပြီးတော့စုစုပေါင်းဧရိယာ920ဟက်တာကျယ်ဝန်းပါတယ်။ဒီနန်းတော်မှာတော့သမိုင်းတစ်လျှောက်ဝင်းရံဘရင်မင်းဆက်ပထမဦးဆုံးမင်းကနေနောက်ဆုံးမင်းအထိမြို့တော်အဖြစ်အသုံးပြုခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့သမိုင်းတန်ဖိုးများစွာကျွယ်ဝတဲ့ရှေးဟောင်းနေရာတွေကြောင့်1993ခုနှစ်မှာတော့ UNESCO အဖွဲ့အစည်းကြီးကနေကမ္ဘာအမွေအနှစ်မှတ်တမ်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီဟူဝေးအေဂရစ်မြို့တော်ဟောင်းဟာတမိုင်းကိုနှစ်သက်တဲ့ခရီးသွားဝါသနာရှင်တွေအတွက်တော့လုံးဝလက်မလွတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီနန်းတော်ကြီးမှာကတော့1802ခုနှစ်ကနေ1945ခုနှစ်အထိငွေရံဘရင်မင်းဆက်73ဆက်တောင်အုပ်စိုးခဲ့တာဖြစ်ပါတယ်ဒီနန်းတော်ကြီးကိုအခုလေ့လာဖို့ကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီနန်းတော်ကြီးကိုလေ့လာမယ်ဆိုရင်တော့ဖြင့်အပိုင်း3ပိုင်းနဲ့ပိုင်းခြားပြီးတော့လေ့လာနိုင်ပါတယ်ပထမဦးဆုံးမြင်တွေ့ရမယ့်အပိုင်းကတော့ဒီဟွေးမြို့တော်ကိုကာရန်ထားတဲ့မြို့ရိုးတိုင်းပဲဖြစ်ပါတယ်2မီတာလောက်ထူတဲ့အုတ်တိုင်းနေနဲ့ဒီနန်းတော်ကြီးတစ်ခုလုံးကို20ကီလိုမီတာဝန်းကျင်လောက်ကိုပဲကာရန်ထားတာဖြစ်ပါတယ်ဒီဒုတိယအကာရန်အနေနဲ့တွေ့ရမှာကတော့ဘရင်ရဲ့နန်းတော်ကိုဝင်ရောက်ဖို့အတွက်တိုင်းအကာရန်တွေပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတာကတော့ဒီဘရင်ရဲ့နန်းတော်ကိုဝင်ရောက်ဖို့အတွက်အဓိက main gate ဖြစ်တဲ့ငုံမွန်ဂိတ်ကြီးရှေ့မှာရောက်ရှိနေတာဖြစ်ပါတယ်ဒီငုံမွန် main gate ကြီးမှာကတော့ဝင်ပေါက်5ခုတရှိပါတယ်အလဲဝင်ပေါက်ကကြတော့ဘရင်မင်းမြတ်အတွက်တည်တံ့လှုပ်ထားတဲ့ဝင်ပေါက်ပါပြီးတော့သူ့ရဲ့ဘေးနှစ်ဖက်ကကြတော့မန်ဒရင်းအမတ်တွေဝင်ရောက်ဖို့အတွက်လှုပ်ထားတဲ့ဂိတ်2ခုပါပြီးတော့အဲ့ဒီအခြားနှစ်ဖက်မှာရှိတဲ့ဝင်ပေါက်2ခုကကြတော့စစ်တီတွေစင်တွေမြင်းတွေတည်တံ့ဝင်ရောက်ဖို့အတွက်လှုပ်ထားတဲ့နေရာပါဒါဆိုရင်ဒီဂိတ်ကြီးထဲမှာဘာတွေရှိမလဲဆိုတာကိုဝင်ရောက်လေ့လာကြည့်လိုက်အောင်နော်ဒါကတော့မနက်၈ခွဲပြီဆိုတာနဲ့ဒီငုံမုံ main gate ကြီးရဲ့ရှေ့မှာစစ်တီတွေလဲလှယ်ပြီးတော့ဂိတ်ဖွင့်ပွဲအခမ်းအနားကိုရခင်ရိုးရာတွေမပြတ်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်ကျွန်တော်လည်းအခွင့်အခါကြုံလို့ဒီဂိတ်ဖွင့်ပွဲအခမ်းအနားကိုလေ့လာခွင့်ရခဲ့ပါတယ်ခင်ဗျာmain gate ကြီးကနန်းတော်ရဲ့အဓိကဝင်ပေါက်ဖြစ်သလိုဘရင်ရဲ့ရှုမြောက်ကင်းဆောင်ခန်းမလည်းဖြစ်ခဲ့ပါတယ်။ရခင်ကတော့ဒီနေရာမှာခစ်တွေအဆက်ဆက်နန်းတွင်းတော်ဝင်ဘရင်အခမ်းအနားတွေကိုလှုပ်ဆောင်ခဲ့ပြီးတော့သမိုင်းအငွေသက်တွေများစွာကျန်ရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယခုအခါမှာတော့ဒီနေရာမှာရှေးဘရင်တွေသုံးခဲ့တဲ့ပလင်တော်တွေဘရင်တွေရဲ့တော်ဝင်တစိမ့်တုံးတွေနဲ့နန်းတော်ရဲ့မှတ်တမ်းဓာတ်ပုံတွေကိုပြသထားလျက်ရှိပါတယ်ကျွန်တော်အခုကတော့ဒီငုံမွန် main gate ကြီးရဲ့ဒုတိယအထပ်ဖြစ်တဲ့ Five Phoenix Pavilion လို့ခေါ်တဲ့ဘရင်မင်းမြတ်ရဲ့ရှုမြောက်ကင်းဆောင်ခန်းမကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာကတော့ဒီအနီးနားကအရေးကြီးအဆောက်အုံတွေအကုန်လုံးကိုဒီဒုတိယအထပ်ကနေလှမ်းပြီးတော့မြင်နိုင်ပါတယ်တစ်ဆက်တည်းမှာပဲဒီမှာတွေ့ရတဲ့ကန်နှစ်ကန်ကတော့အရင်ခေတ်ကတည်းကအသုံးပြုခဲ့တာပေါ့နော်ဒါကတော့အရင်ခေတ်ကကြာပန်းတွေကိုစိုက်ပျိုးဖို့အတွက်အသုံးပြုခဲ့တာဖြစ်ပါတယ်ဒီ
ဒီဂျပန်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ဝင်စားဖွယ်အချက်ကိုပြောပြမယ်နော်အရင်ခေတ်ကဒီငွေရံဘရင်တွေအတွက်တီးတဲ့ဂျပန်လက်ဖက်ရည်ကိုသူတို့ကကတ်ကြတယ်ပေါ့နော်အဲ့ဒီဂျပန်လက်ဖက်ရည်ပြုလုပ်ဖို့အတွက်ဒီကန်နှစ်ကန်မှာဂျပန်တွေကိုစိုက်ပျိုးထားကြတယ်ညနေဘက်ဒီဂျပန်တွေရဲ့အလှပဆုံးရနက်အကြိုင်ဆုံးအချိန်မှာဒီကြေးကျွန်တွေကလှေလေးနဲ့လာပြီးတော့အဲ့ဒီဂျပန်လေးတွေထဲမှာသူတို့ရွေးချယ်ထားတဲ့လက်ဖက်ရွက်လေးတွေကိုလာပြီးတော့ထည့်တယ်ပြီးရင်ကျိုးပိုးချီမြင်လေးတွေနဲ့ချီနှောင်ပြီးတော့တညတာလုံးတဘာဝနီးနဲ့ဒါရနံ့တွင်းခဲ့တယ်ပေါ့နော်မနက်ဘက်ရောက်ခါကျမှဒီကန်ထဲကိုပြန်လာပြီးတော့အဲ့ဒီလက်ဖက်ရွက်လေးတွေကိုယူတယ်ပြီးတော့ကြာပွင့်လေးတွေမှာတင်နေတဲ့နှင်းနှင်းဆက်တွေကိုသူတို့ပြန်လဲစုဆောင်းတယ်ပေါ့နော်ပြီးခါကျမှအဲ့ဒါလေးကိုစုပေါင်းပြီးတော့ဒီဂျပန်လက်ဖက်ရည်ကိုပြုတ်လုပ်ပြီးတော့ဘရင်ကိုဆက်တာခဲ့တာဖြစ်ပါတယ်ခုနကကြာကန်နှစ်ကန်ရဲ့အနောက်မှာမြင်တွေ့ရမှာကတော့ဒီတော်ဝင်ခမ်းမဆောင်ဖြစ်ပါတယ်ဒီတော်ဝင်ခမ်းမဆောင်ကအရင်ခေတ်တုန်းကလုံးဝအရေးကြီးတဲ့အခမ်းအနားပွဲတွေနန်းတက်ပွဲတွေအစည်းအဝေးပွဲတွေကြာမှသာဒီအဆောင်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်မိတ်ဆွေတို့ဒီနားမှာကျွန်တော်တစ်ချက်ပြချင်တာကဒီမှာကြည့်ပါအောင်ခင်ဗျာဒါကဘာတွေလဲဆိုလို့ရှိရင်ဒါအရင်ခေတ်ကဒီမန်ဒရင်းအမတ်တွေရဲ့နာမည်တွေကိုဒါရေးထွင်းထားတာဖြစ်ပါတယ်ဒါကဘယ်လိုလဲဆိုလို့ရှိရင်ဒါသူ့ရဲ့ယာဒူးအစဉ်အလိုက်ဒါတန်းစီထားတာဖြစ်ပါတယ်အဲ့ဒီတုန်းကအရေးကြီးတဲ့အခမ်းအနားပွဲတွေမှာဆိုလို့ရှိရင်ဒါဘရင်မင်းမြတ်ရဲ့မျက်နှာနဲ့အတန်ကိုလုံးဝကြားခွင့်မရှိဘူးဘရင်မင်းမြတ်ကဒီအခမ်းအနားရဲ့အထဲမှာနေပြီးကကြမှာအတွင်းထဲကအကြီးဆုံးအမတ်ကိုဒါမိန်ကွန်းပြောတယ်အဲ့ဒီအမတ်ကမှဒီအပြင်မှာရှိတဲ့အမတ်ကိုဒါပြန်ပြီးတော့တဆင့်ပြောတယ်အဲ့ခါကျမှဒီမှာရှိတဲ့အခြားအဆင့်အတန်းဒါနင်းနေနဲ့ဒါမင်းကြီးမင်းသားတွေဒါမူမတ်တွေကဒီကနေပြန်ပြီးတော့ပြောခါကြမှာဒီကနေပြန်ပြီးတော့သိရမှာပေါ့နော်အဲ့လိုမျိုးအချိန်ကမျိုးမှာဆိုရင်ဒီဘက်အရှိမာကဒါအမွှေးတိုင်တွေထွန်းထားတယ်ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့သူတို့ကဒီဘရင်မင်းမြတ်ကိုပုံဖော်ပြီးတော့ပဲကြည်ညိုရတယ်ဒါ Son of the Heaven လို့ပြောကြတယ်ပေါ့နော်လုံးဝအဲ့လိုသူတို့ရဲ့ပုံဖော်ပြီးတော့ပဲဒါကြည်ညိုရတယ်ပေါ့နော်ဒါသူတို့ရဲ့ဘရင်ကိုဒါအရင်ခေတ်တုန်းကဒါဒီလိုဒလေးတွေတော့ရှိခဲ့တာပေါ့နော်